ဟုတ်ကဲ့မင်္ဂလာပါဗျာဗီဒီယိုဝါသနာရှင်များကျမ်းမာချမ်းသာကြပါစေဒီနေ့ဟောပြောပေးမှာကတော့ငွေကြေးနဲ့ပတ်သက်လာတဲ့လုပ်လို့ရတဲ့ရေရာလေးတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးကြပါခင်ဗျာဒီလောကမဲ့ရေရာလေးကိုဆရာတင်ပြပေးပါမယ်ငွေကြေးအခက်အခဲဖြစ်တာတို့ငွေကြေးအဆင်မပြေတာတို့ကိုရရရှိတာတွေမရတာတို့ငွေကြေးအများကိုပေးစရာရှိတဲ့ဟာတွေစိတ်ညစ်နေရတာတို့တော့ကရောက်နေတာတို့အလောက်ကန်အဆင်မပြေတာတို့ဆိုလို့ရှိရင်လုပ်လို့ရတဲ့ရေရာလေးဖြစ်ပါတယ်ဗျာရေရာလေးကတော့ရိုးရှင်းပါတယ်ငွေကုန်ကြေးကြလဲတက်တာပါတယ်လောက်ကမဲ့ပုံစံလေးကတော့ဗျာတနင်္လာနေ့9:45မိနစ်မှာလောက်ကမဲ့အချိန်လေးဖြစ်ပါတယ်ဗျာလောက်ကမဲ့ရေရာလေးကတော့စက်သွန်ကြော်ပေါ့ဗျာဝယ်လိုက်ပါဝယ်ပြီးတဲ့ဆိုတာနဲ့စက်သွန်ကြော်3ခုကိုပကံများလေးတွေကိုထည့်ပြီးတော့မိမိရဲ့အိမ်မှာတရားကန်းလေးတွေမှာပဲဖြစ်ဖြစ်ရုံကန်းအခန်းဆိုင်ကန်းမိမိအိမ်ကြားမှာစက်သွန်ကြော်3ခုကိုပကံများလေးတွေမှာတင်ပြီးတော့တင်လှူရမှာဖြစ်ပါတယ်ဗျာလောက်ကမဲ့အချိန်ကတော့တနင်္လာနေ့9:45မိနစ်ဖြစ်ပါတယ်ဒီလူတွေဆိုရင်တော့ကိုကလည်းအများကိုပေးကြရှိတာတွေဆိုရင်လည်းအများဆုံးကြည်ပါစေလို့ကိုကဆုတောင်းပေးရပါမယ်ရကြရှိတာတွေဆိုရင်လည်းကိုကဘယ်သူငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အများဆုံးရပါစေလို့ဆုတောင်းပေးရပါမယ်ကိုကလေပြီးတော့လုပ်ငန်းကိုင်ကန်းတွေနဲ့အဆင်မပြေတာငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ကြက်တဲနေတာဆိုလို့ရှိရင်လည်းကြက်တဲနေတဲ့ဟာကိုမိမိကနေပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဘုရားတပည့်တော်ဒီအမြန်ဆုံးအဆင်ပြေပါစေတတချောင်းပြေပါစေဆိုတဲ့ဟာလေးကိုဆုတောင်းပေးရပါမယ်ဗျာဆုတောင်းပြီးတဲ့ဆိုရင်တော့အရက်လေးမျက်နှာအရက်ရှင်မျက်နှာကိုမေတ္တာပို့ပါတရဝါရီကျမ်းမာပါစေချမ်းသာပါစေမေတ္တာပို့ပါပို့ပြီးတဲ့ဆိုလို့ရှိရင်တော့တပတ်အတော်သွင်းကိုမိတ်ဆွေတို့တိတိတတ်တာအကျိုးထူပါလိမ့်မယ်ခင်ဗျာလောကကိုင်ရတာလေးတွေအဆင်ပြေပါလိမ့်မယ်လို့